ဆရာကြီးကဝဲထားရတယ်မကြသေးဘူးဒါတော့လိုချင်တယ်ဗျာဟုတ်ပြီလေခင်ဗျာပြောတဲ့ဈေးတော့မှတ်တာတော့ကျွန်တော်ကြည့်ပြီးတော့နားစာမရှိရင်တော့ပေးမယ်လေဟုတ်ကဲ့ပါဗျာအသေးချာလေးတော့ပေးပါနော်ဟာဗျာခင်ဗျာတာယာတွေကပနေပြီမျက်ထိုးရင်တော့မပေါက်တော့ပြီမြအောင်အဲ့သေးဆရာကြီးကကျုပ်ဆိုင်ကအဲ့လောက်တော့ဆိုးနေပြီလားဗျာကြည့်ပါဦးဗျာ15ပဲထားလိုက်15ဟုတ်ကဲ့ပါဗျာဘယ်တက်နိုင်ပါမလဲဆရာကြီးပြောသလိုပေါ့ဗျာကြည့်ပေးပါတော့ဟာဗျာခင်ဗျာအိတ်စိုးကြီးကလည်းပရှက်ပြီးတော့ပိန့်ရှုံလာဘလို့နဲ့စီးတာတော့15ထက်လျှော်လိုက်ခင်ဗျာ15ထက်လျှော်လို့ဟောဗျာဟုတ်တယ်ကလေးတွေတက်စောကနေမှာပေါ့ဗျာဆရာကြီးတဘောယူသွားလိုက်ပါတော့ဗျာဟုတ်ပြီအားဆိုလဲကျုပ်စီးသွားပြီဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါငါရိုးနင့်ကိုဆိုင်ကရောင်းခိုင်းတာလေအခုကနင်းကအလကားပေးလိုက်တာပေါ့ဟာအမေတူးလုံးပါဗျာမီးလုံးကလည်းတိတ်လေးနာမဟုတ်ဘူးဟိုတော်ကြသူကြသွားလို့15ထက်တောင်းနေကျုပ်ထပ်ပြီးနေရလိမ့်မယ်နော်တီမဒီနေ့မေးခွန်းလေးတစ်ခုမေးမယ်နော်ဟုတ်မေးပါဩမဒီနေ့ဝတ်လာတဲ့ outfit လေးကရမ်းလန်းနေတော့မကိုမဘလောက် rating ပေးမလဲ30ပေးတာဗောကိုဖိလိုက်ရှိတယ်အိုးမိုက်တာဗောဒါဆိုမခါချနေရမှာပေါ့နော်ခါချနေရတာဗောကြိုက်တဲ့ကောင်လေးတွေရောအများကြီးရှိနေမှာပေါ့အများကြီးပဲဒါဆိုရင်ကို outfit ကိုတမိုးတက်မှတ်မယ်ဆိုလို့ရှိရင်ဘယ်လောက်ထိဝတ်လာလဲဒီနေ့ဘယ်လောက်ဝတ်လာဆိုဖနက်က350ဘောက်မီကဟမ်းမိတ်ဆိုတော့390အင်ကြီးကကြတော့မရှိပါဘူး9000လောက်ပဲရှိတာဟုတ်ကဲ့ပါဟုတ်ဒါနဲ့ဝါလေးရောလက်ထဲမှာလက်စွပ်လေးရောဒီလက်စွပ်လေးကမောင်ပေးထားတာလေမောင်ပြောတာတော့300လောက်တော့တန်တယ်ပြောတာပဲဝါဒါဆိုရင်ကဘာပေါ်မှာချစ်ခံအဆုံးမမကြီးအတွက်လက်ဆောင်လေးပေးမယ်နော်ယူမလားယူပါမယ်ရှင်1000ယူမလားဘလိုင်းပေါက်လေးဖောက်မလား1000ပဲယူပါမယ်ရှင်1000ယူမလားဒီဘလိုင်းပေါက်လေးဖောက်မလား1000ပဲယူပါမယ်ရှင်မဟုတ်လေမဒီဘလိုင်းပေါက်ထဲမှာဘာတွေပါမလဲဆိုတာမသိချင်ဘူးလားသိချင်တယ်သိချင်လို့ရှိရင်ဘာယူမလဲဘလိုင်းပေါက်လေးပဲယူလိုက်ပါမယ်အဲ့ဆိုရင်နိုင်ကြည့်ပါမျိုးလုံးလေးမိတ်ပြီးနိုင်ကြည့်ပါဘလို့ခံစားရလဲပြောပြအောင်ဗသက်ကဒီတုံးနေလားရင်လည်းမတုံပါဘူးမမလည်းမရှိဘူးကျေးဇူးပါအမရဲ့ကံများပေါ့နော်အမ1000ယူမလားလို့မေးတယ်ဒါပေမဲ့မယူဘူးဆိုတော့အမဘလို့ခံစားရလဲဒီခံစားချက်လေးကိုယ့်ရဲ့ကံပဲပေါ့ကွယ်ဟုတ်ကဲ့ပါကဲဒီလိုကဘာပေါ်မှာချစ်ခံတဲ့မမကြီးတွေရှိလို့ရှင်လဲမန်ရှင်းခေါ်သွားလိုက်ပါဦးနော်ဒါပြောချင်လဲကြည့်ရှုနေတဲ့ပြည်သက်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ပါဟာမိမရေမေးလာတယ်ဟဲ့လာပြီတော့ဟဲ့ဟာမောလိုက်လားမေးအဆုံးပါပဲလားလာမေးမမောပါဘူးတော့ဟေးငါလာကြိုက်တဲ့ဟာတွေကုန်ပါခဲ့တယ်နော်ဟဲ့မေးသမီးမာလာတွေလည်းမပါဘူးမနိုင်တော့လို့သမီးရေနောက်တစ်ခေါက်ထက်လာခဲ့ရင်ဝယ်ခဲ့မယ်နော်သမီးလေးပါလာတာတွေအကုန်လုံးကလည်းသူ့သက်မှတ်အတွက်ကြီးပဲသမီးကချွေးမာလာသမီးလားမသေးခွဲတော့ဘူးနော်မိမလည်းကွာအမေကိုစိတ်မဆိုးပါနဲ့နောက်တစ်ခေါက်ကျရင်အမေကမင်းတို့ဝဲလာခဲ့မှာပါကွာအခုအမေမင်းကြိုက်တဲ့ဟာလေးတွေချက်ထားတယ်သွားဆက်လိုက်အောင်သွားသမီးလေးရဲ့အမေကိုစိတ်မဆိုးပါနဲ့အမေတမောက်ပေါ်ကောင်းပြီတယ်ဆိုတာလေငါသမီးလေးပေါ်ကောင်းအောင်လို့ပါနော်သမီးငါသမီးလေးစိုးရင်တော့မှလေအမေကိုပဲလားတိုင်ပါနော်ရောက်ခမညိုညင်တာနဲ့အမေညိုညင်တာဘယ်ဟာပူကောင်းလဲဆိုတာမိဘများနော်သားသမီးကိုပူရဲလိုက်တာငါသမီးလေးနားလည်နေမှာပါနော်သမီးလေးဟုတ်ကဲ့ပါမေရဲ့သမီးနားလဲပါပြီနော်ကဲသားနဲ့သမီးရေအမေပြန်တော့မယ်နော်သွားအမေဒါနဲ့အမေသမီးကိုစိတ်ချနော်တာချစ်ခင်နဲ့ view ဆိုင်မှာပါအမေ तू ဆိုးလို့ရှိရင်လည်းအမေတိုင်ပါနော်အေးပါငါသားလေးအမေသွားပြီနော်သားနဲ့သမီးချစ်ခင်နေကြနော်ဟဲ့မလုံးနဲ့နင်းလို့မလုံးဘူးလားဟုတ်ငါလိုမျိုးကြီးနဲ့ဘာမှမနေရောနင်ဖြည်းဖြည်းချင်းလဲခဲ့စမ်းဟုတ်ဘာလို့လဲမအော်နဲ့နော်ဟေးချိုးလိုက်တာစင်းလေးတော့ဟာငါမျက်နှာမြင်ပါအမကြီးကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မတက်တာလို့လုံးမိတာပါကျွန်တော်ကိုခွင့်လုပ်ပေးပါမောင်လေးရဲ့မျက်နှာလေးတနာကမာနဲ့ဘာလို့ဒီလိုလုံမျိုးတွေလုံးနေရတာလဲကွယ်အမကြီးဘသူပဲလုံးချင်ပါလို့အမကြီးကျွန်တော်ရဲ့ဘဝပေးကံကြောင့်ပေါ့အမကြီးကျွန်တော်ကိုခွင့်လုပ်ပေးပါဘဝပေးကံဆိုတာပြောင်းလို့ရပါတယ်မောင်လေးရဲ့မလေးလေဒီနွားတွေအကုန်ရှိတယ်ရွှေငွေကြောက်တံပရမညာကစားပေါ့မောင်လေးမမကိုယူလိုက်မယ်ဆိုရင်လေအိမ်ဦးကမ်းမှာတင်ထားပြီးတော့မောင်လေးစားချင်တာကျွေးမှာနော်ဒီဟာ
စီသားကြောင့်လည်းအမျိုးကြီးယူမဲ့စားကိုပါကိုကောင်းရကောင်းကြောင်လှုပ်စားတော့မပြေပြီမောင်လေးအမျိုးကြီးမှလည်းအသက်နေပါမောင်လေးရဲ့ကဲဗျာဒီနေ့မှတော့အတန်းတွေကကောင်မလေးတွေကိုလွမ်းတာနဲ့မာလာရှန်ကောလှုပ်စားပြစ်လိုက်ပါတယ်ခင်ဗျာခုမာလာရှန်ကောလုံနီလေးတွေကိုတစ်ချက်လောက်လိုက်ကြည့်လိုက်ပါအောင်ခင်ဗျာတနေ့မှငါမြဲတွေ့နေကြမိန်းကလေးမမြင်မှာကွာမင်းတယောက်တည်းဟာကောင်းတယ်လို့ကဲဗျာလို့ခုကျွန်တော်ဆိုတာကြည့်ပြီးစားချင်နေပြီမလားလို့စားချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းစခွင်ကြီးကရက်လိုက်ပါတော့ဗျာလို့အပြင်မှာကြွေးချင်ပါစလာပါနောက်တာပါအတီပါဗျာလို့ကျွန်တော်စီကိုမှားလို့လည်းရပါတယ်စားချင်လို့ရှိရင်တော့ကျွန်တော် order ယူပြီးတော့လုပ်ပေးပါမယ်ခင်ဗျာကျွန်တော်စီ order မှာလို့ရှိရင်တော့တန်ရောစင်တွေရောချစ်တွေရောလွမ်းနေတဲ့ကောင်မလေးကိုလွမ်းနေတဲ့ချစ်တွေရောအကုန်လုံးကိုထည့်ပြီးတော့ကျွန်တော်လုပ်ပေးလိုက်မှာပါပြန်လာနိုင်မလားဖုံပြောတဲ့စကားလေးတွေနဲ့နားတွေကမြေချနေလို့ပြန်လာပြီးပါပြန်လာနိုင်မလားမဆိုင်တာတွေပြောမိကုန်ပြီဗျာလို့တကယ်မှာကျင်တယ်ဆိုလို့ရှိရင်မှာလို့ရတယ်နော်10ဝက်ထပ်ဆိုရင်ကျွန်တော်ကိုယ်တိုင်လာပို့ပေးမှာကဲဗျာကျွန်တော်တချို့ဆိုတာကိုနားထောင်ပြီးတော့စားကျင်စိတ်တွေပေါက်သွားပြီလို့တော့စားကျင်ရင်လည်းမကြွေးဘူးလို့တော့မပြောဘူးကြွေးမယ်နော်ဒါမဲ့များကျွန်တော်ခုတလုံးမှာရတန်းလေးကကောင်မလေးရမ်းလွမ်းနေတယ်ဘယ်လိုလုပ်ရမလဲလို့ကျွန်တော်ထားကြတဲ့ကောင်မလေးတွေလည်းလွမ်းတယ်လို့ကျွန်တော်ကအမြဲတမ်းထားခဲ့ခါတာအခုကအဖေကိုဘယ်သူတာဝန်ယူကြမှာလဲအဖေတိုက်ခန်းရောင်းခိုင်းလိုက်မယ်လေအဖေတာဝန်ယူရလူကတရားပို့ယူလိုက်ပေါ့အမလေးအဖေလာဒီတိုက်ခန်းရောင်းပါလိမ့်မယ်အမလေးဟာတရားလဲဘိုးမြူနိုင်မအောင်တစ်သက်လုံးတော့ဒုက္ခမခံနိုင်ဘူးအဖေအဖြစ်အသက်ကြီးနေပြီတရားရော့ယူပြီးဒုနံနေတော့မယ်အော်အဖေသမီးတို့အဖေကိုပြောစရာရှိလို့နေရောဦးလေးသမီးကိုခေါ်ထားတာဘာလို့လဲတိုက်ခန်းပြန်အပ်မယ်လို့ကြားတယ်အဖေဒီတိုက်ခန်းအဖေဝယ်ထားမဟုတ်လားမဟုတ်ဘူးဒါတန်စင်းစီကငါခဏငှထားတာခုပြန်အပ်တော့မလို့ဟာလုံးကြအောင်တိုက်ခန်းကလည်းအဖေရမဟုတ်ဘူးတဲ့ဘယ်သူတာဝန်ယူကြမှာတော့ဘယ်သူမှငါ့ကိုတာဝန်ယူစရာမလိုငါအကုန်စီစဉ်ပြီးသားငါအေဂျင့်နဲ့တရားဖောင်ကိုပဲဝင်တော့မယ်အဖေရဲ့ရေခဲတက်တာနဲ့ TV တွေကြတော့ဟောအေးငါအဲ့ဓာတွေရောမရှိစင်းရဲသားတွေအတွက်လိုအပ်တဲ့သူတွေအတွက်ငါအကုန်လှူခဲ့ပြီးသားဟမ်အဖေသားတို့အတွက်ကြတော့ရောမင်းတို့ပြောတာတွေငါအကုန်ကြားပြီးပြီမင်းတို့ငယ်စဉ်ကာလတော့ကလူတစ်လုံးသူတစ်လုံးဖြစ်အောင်ကြိုးမေးဆောင်ရှောက်ခဲ့တာအဖေပါအဖေတက်ကြီးစဉ်မှာဘယ်သူမှဖေကိုတာဝန်မယူချင်ကြဘူးသွားကွာသွားကြတော့မင်းတို့နဲ့လည်းတန်ရောစင်ပြတ်ပြီတန်စင်ဒီတိုက်ခန်းအပါအဝင်ရှိတဲ့ဟာတွေအကုန်လုံးမရှိစင်းရဲသားတွေအတွက်အကုန်လူလိုက်ကွာကြပြားကြီးအတော့မုံရင်းကားလေးတစ်ပွဲလောက်အလွတ်လားအစုံလားတော့အေးကွယ်အလွတ်ကဘယ်လောက်လဲအစုံကဘယ်လောက်လဲသမီးလွတ်က900အစုံက1000အလွတ်ပဲတစ်ပွဲပွေးပါကွယ်သမီးအမေဟေးတောင်းမုံရင်းကားစားမလို့လိုက်လာတာလားလာထိုင်စားမယ်လေအမေအမမုံရင်းကားတစ်ပွဲလွတ်ပါစေဘယ်ကသာငါသားရဲ့မင်းစားချက်နေရတာအလွတ်မစားနဲ့အစုံစားအားရှိမှဖြစ်မှာငါသားရဲ့ကြပြားကြီးငါသားတို့အစုံတော့အစုံဟာမေရလဲအလွတ်ဆိုရင်ရပါတယ်ဗျအစုံကဈေးကြီးရလေအိုးငါသားလေးရဲ့အမိတယောက်လုံးရှိနေတာကိုဒီစကားတွေမပြောပါနဲ့ငါသားအားရှိမှဖြစ်မှာလေသွားရရင်တန်းသွားတော့နော်ငါသားဆောင်းတစ်ပွဲရပြီတော်လေးတာစားနေတော့နော်အမေဈေးဝယ်ပြီးမှလိုက်ခဲ့မယ်ဟုတ်မေရဆိုတာသွားတော့မယ်နော်အော်ဒါနဲ့ကြပြားကြီးငါအလွတ်တစ်ပွဲမယူတော့ဘူးနော်အစုံတစ်ပွဲဖို့ပဲယူလိုက်တော့ရော့1000မနှက်စာမစားရသေးဘူးမဟုတ်ဘူးလားတော်ရဲ့စားသွားလေမစားတော့ပါဘူးကြပြားရဲ့ဈေးသွားအောင်မှနဲ့ပူမပဲအပြင်မှာဝင်စားပြင်းစားတော့မယ်နော်သမီးတာကြီးငါလည်းတန်မယာကြီးလေးတိုက်ပါအောင်ဟာနေဘူးနဲ့မောလို့ပါဟာတောက်ရှင်မင်းကိုယ့်ဘာကိုဖြောတော့ပါလားကွာအာယုံတော့ဖြောပြီးသားရှိနေတာပဲကွာတက်မုတ်လောက်ပါကွာတော်မင်းတက်မုတ်ဆိုရင်ကြောက်နေပြီတစ်ခွက်ပဲမင်းတော်ဟာလာလိုက်တာကွာဖေးမာတို့ဟာဘာမှမပေါ့အဖွားကြီးပါကွာမင်းဘာထည့်လိုက်တာအောင်ငါထဲကိုအော်အေးဘာထည့်ရမှာတော့ငါဘာမှမထည့်ဘူးမင်းနဲ့ငါနဲ့လူကြည့်နေတာလေမင်းလက်ခုပ်ထဲကနေပြီးထည့်ပြီးမွေးလိုက်တာငါမြင်နေတော့ရောက်မင်းမယုံဘူးမင်းတောက်ပြရောက်မထည့်ပါဘူးဆိုမှကွာတာကြီးရလဲဟဲ့အောင်မထိမလုံးနဲ့အကုန်တော့ဟဲ့အောင်မင်းဘာထွေးမလို့ခုမျိုးချရအောင်မျိုးချပြီးပြီနော်မှတ်စမ်းမင်းငါ့ကိုထဲချင်တဲ့ကောင်ခုမင်းခံရပြီမလားငါတော့ပါလိမ့်မယ်မင်းအဲ့လိုငါမမြင်ဘူးမှန်တယ်ဒါမြအေးချူကောင်းလိုက်တော့ကွာငါအကျန်ပိုင်းနေဟာပတ်စံ1000နဲ့ညီဟာမပတ်စံကြည့်တော့ဟာမဘာလို့တော့ငါကျွန်တော်ရင်တွေ့ရနော်
ဟာငါလည်းတွေ့တာပဲငါနဲ့လည်းဆိုင်တာပဲအဲ့လိုပြောချင်ဆိုကျွန်တော်လည်းတဝက်ဆိုင်တာပဲကျွန်တော်တဝက်ကင်ထားတာဟာမောင်လေးကလည်းတူတူတွေ့တာပဲတယောက်တော့ခွဲယူကြမယ်ပြီးတာပဲအဲ့ဆိုတယောက်တော့နော်ရော့9000ဒါသားယူပြီမောင်လေးကလည်းအမ1000တန်လို့ရှိလို့မောင်လေး9000တန်ယူလိုက်နော်ဟာအမကလည်းလောက်ပါမောင်လေးရဲ့တူတူပဲတယောက်တော့ပဲဟာဘူးပြီးရောရော့အေးမောင်လေးကျေးဇူးပဲနော်ဟေးအိမ်နဲ့နေနေ9000ကောက်ရပြီမောင်ဝယ်စားမယ် Oh yeah. မောင်လေးဟုတ်တယ်ငါ9000ရဟုတ်တယ်မောင်ဝယ်စားမယ်9000နဲ့ဒီ9000နဲ့ပေါင်းပြီးမိုးဝယ်စားမယ်ဟာငါ9000ကြာနေခဲ့ပြီ